ကဲအားလုံးပဲเนาะကျွန်တော်ရဲ့တူတောင်ချစ်ကိုချစ်မှမြအားလုံးမင်္ဂလာရှိသောညချမ်းလေးပေါ့เนาะမနေ့ပြန်ကျွန်တော်တို့က6ရက်3လ2026အားလုံးပဲတောက်ကြနေ့နောက်ဆုံးအပိတ်ပွဲကိုရောက်ရှိလို့လာပြီကဲတောက်ကြနေ့နောက်ဆုံးအပိတ်ပွဲစာလေးကိုထပ်မံပြီးတော့လာတင်ပေးတာဖြစ်ပါတယ်เนาะကဲကျွန်တော်ရဲ့เนาะချင်းမိတ်ဆွေညီကိုမောင်နှမများအားလုံးကဒီဗီဒီယိုဖိုင်လေးကိုမြင်ပြီးဆုံးအောင်ကြည့်ပါနော်အကြိုက်တူတဲ့ညီကိုမောင်နှမတွေ like ဆော့နိုင်တယ်အကြိုက်မတူရင်အားလုံးပဲကြော်သွားနိုင်ပါတယ်နော်ကဲကျွန်တော်ရဲ့အကူဒီအမတွေအားလုံးနော်ကျွန်တော်တို့နော်ဒီရက်ထဲမှာကျွန်တော်ရဲ့အကူဒီအမတွေတည်တဲ့အတိုင်းပဲလွှဲချော်မှုလေးတွေရှိတယ်နော်ဇာတိုးသမားတွေပဲရကြလိမ့်မယ်နော်ဇာတိုးလေးထွက်သွားပြီနော်ဒီနေ့ကတော့ဇာတိုးဆိုရင်ကျွန်တော်ရဲ့အကူဒီအမတွေအားလုံးပဲကျင်းသေးပါလာမယ်ထဲမှာတုံညပဲကြံပါတယ်နော်ကျင်းသေးပါလာမယ်ထဲမှာဇာတို့တုံညပဲကြံနေမိမိเนาะကြိုက်တယ်နဲ့တက်တယ်ဆိုရင်တော့ like ဆော့ပေါ့เนาะနေတိုက်တွေကတော့လွှဲချော်မှုလေးတွေရှိနေတယ်ကြဒါကြောင့်မို့တောက်ကြနေနောက်ဆုံးအပိတ်ပွဲလေးမှာလဲเนาะအကြိုက်တူရင် like ဆော့လို့ရအောင်ကျွန်တော်အများကြီးမထုတ်ထားဘူးကျွန်တော်ရဲ့ကိုဒီမကြီးအားလုံးပဲ main ကွက်ကလေးတွေเนาะအကွက်အနည်းဆုံးကျွန်တော်ရဲ့ကိုဒီမကြီးရွေးချယ်ပေးထားပါတယ်ဒါကြောင့်မို့အကြိုက်တူရင် like ဆော့နိုင်ပါတယ် Facebook ကညီကိုမောင်နှမတွေပုံမှန်အတိုင်းလေးပဲနော်ဒီဗီဒီယိုဖိုင်လေးကိုအများမြင်များတွေ့နိုင်အောင် share ပေးပါ like လက်မှာအသေးလေးတွေနဲ့ကူညီပေးပါနော်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ပေးပါနော်ကဲကျွန်တော်ရဲ့ကိုဒီမကြီးတောက်ကြနေနောက်ဆုံးအပိတ်ပွဲလေးမှာမတင်ဘူးလို့နေတာဒါမဲ့ကျွန်တော်ရဲ့ကိုဒီမကြီးမျှော်နေမှာဆိုလို့လာပြီးတော့တင်ပေးတာဖြစ်ပါတယ်နော်ကဲအကြိုက်တွေ့ရင် like ဆော့ပေါ့မနေ့ပြန်တောက်ကြနေမှာကျွန်တော်ရဲ့ကိုဒီမကြီးကျွန်တော်ကနန်းအများကြီးမထုတ်ထားဘူးနော်ဝမ်းချင်းရတော့၄ကိုဝမ်းချင်းမှာအဲ့ဒါကိုကျွန်တော်တို့ဒီပျောက်ကနန်းနဲ့ကတ်မှာပေါ့နော်ကျွန်တော်တို့ဒီ9 3ည8နဲ့ကတ်မယ်เนาะဒါဆိုရင်ကျွန်တော်တို့4နဲ့ပတ်သက်တာဆိုရင်4 5 4 3ည4 8ပေါ့เนาะဒါ4နဲ့ပတ်သက်တဲ့ main ကွက်ပါ9နဲ့ပတ်သက်တာဆိုရင်9 5 9 3ည9 8ပါเนาะဒါ9နဲ့ပတ်သက်တဲ့ main မှာ4 5 4 3ည4 8 9 5 9 3ည9 8ပါဝမ်းချင်းရ4 9ဝမ်းချင်းပါเนาะအကြိုက်တွင် like ဆော့ပါအကြိုက်မတူရင်မိမိကြိုက်တဲ့တရားလေးတွေကိုရွေးချယ်ပြီးတော့စော့နိုင်ပါတယ်ဒါကျွန်တော်စေတနာနဲ့တင်ပေးတာဖြစ်လို့ကျွန်တော်ရဲ့ကိုဒီမာဒီအားလုံးကเนาะအကြိုက်တူရင် like ဆော့ပါเนาะအကြိုက်မတူရင်တော့မကစားပါနဲ့เนาะဒါကျွန်တော်အတင်းကြီးတော့မကစားခိုင်းပါဘူးကျွန်တော်ရဲ့ကိုဒီမာဒီသိတဲ့အတိုင်းမှာเนาะဘာလို့ရလို့လဲဘာမှပေးစရာမလိုပါဘူးဒါကျွန်တော်ပေးကျွန်တော်ငွေကျွန်တော်အချိန်နဲ့တင်တာဖြစ်တယ်เนาะဒါကြောင့်မို့အကြိုက်မတူတဲ့နော်ညီကိုမောင်နှမတွေအားလုံးကကြော်သွားပြီးဖို့တော့မေတ္တာရက်ခံပါတယ်နော်တခါတည်းပြောပြီးသားပါ comment ထဲမှာဟိုဟာရေးဒီဟာရေးမရေးပါနဲ့နော်ဒါကျွန်တော်တင်ပေးတာနော်မှန်တဲ့ခါလည်းရှိသလိုမှားတဲ့ခါလည်းရှိပါတယ်အမှားမှန်လက်ခံနိုင် like ဆော့ပါအမှားမှန်လက်မခံနိုင်မဆော့ပါနဲ့တခါတည်းပြောပြီးသားပါပေါ့လို့ရလို့လဲကျွန်တော်ကိုဘာမှပေးစရာလည်းမလိုဘူးဖုန်းလည်းဆက်စရာမလိုဘူးတခါတည်းပြောပြီးသားပါနော်ကဲအခုချီချူပေးတဲ့ကိုဒီမတွေအထူးတူပဲကျေးဇူးတင်ပါတယ်အားလုံးပဲကံကောင်းကြပါစေဗျ